စီကြခြင်းလို့ရှိရင်များစားပါဟုတ်ပါတယ်နားကြမမှားပါလူတွေကဝိတ်ချတော့မယ်ဆိုလို့ရှိရင်ကြောင်စာလောက်လေးပဲစားပြီးတော့ဝိတ်ချကြပါတယ်ပထမပိုင်းမှာတော့အဲ့လိုကြောင်စာလောက်လေးပဲစားတဲ့ကယ်လိုရီကခန္ဓာကိုယ်က deficit ဖြစ်လာတဲ့အတွက်ဝိတ်ကအမြန်ကျလာပါတယ်အဲ့လိုဝိတ်အမြန်ကျလာတာကိုပျော်ပြီးတော့ကျွန်တော်တို့ကရေရှည်အဲ့ကြောင်စာလောက်လေးပဲစားသုံးနေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကကိုစားပေးလိုက်တဲ့ကယ်လိုရီနဲ့နေနိုင်သွားလောက်တဲ့အထိဖြစ်သွားတယ်ဆိုလို့ရှိရင်ဝိတ်ထပ်မကျတော့ပါဥပမာကျွန်တော်တို့အိပ်ရာထဲမှာတနေ့ကုန်လုံးဘာမှမလှုပ်ရှားပဲအိပ်နေတော့မှလိုအပ်တဲ့ကယ်လိုရီဆိုတာရှိပါတယ်အဲ့ကယ်လိုရီကိုကျွန်တော်တို့က basal metabolic rate လို့ခေါ်ပါတယ်အဲ့ basal metabolic rate နဲ့ rate ထက်နည်းတဲ့ကယ်လိုရီကိုစားပြီးတော့ကျွန်တော်တို့ကကယ်လိုရီ deficit လုပ်လိုက်တယ်ဆိုလို့ရှိရင်ပထမပိုင်းမှာတော့ဝိတ်ကျလာပြီးတော့ဥပမာကိုယ့်ရဲ့ BMR က2000လောက်ရှိတယ်ဆိုလို့ရှိရင်ကိုကစားတာက1500လောက်ပဲစားပြီးတော့ဝိတ်ချတယ်ဆိုလို့ရှိရင်ကိုစားပေးလိုက်တဲ့ကယ်လိုရီ1500နဲ့လုံလောက်အောင်နေထိုင်ရတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကငကိုရှိရင်းစွဲဖြစ်တဲ့ BMR 2000ထက်ကျော်နေလာပြီးတော့ BMR 1500လောက်ပဲကျန်ပါတော့ကိုက BMR လျော့နေသွားတာကိုသတိမထားမိပဲနဲ့ဝိတ်မကျတော့လို့ကယ်လိုရီကိုထပ်ပြီးတော့ချော့စားလေပိုဆိုးလေဖြစ်ပြီးတော့ဝိတ်ချတဲ့ဖြစ်စဉ်ကိုအချုံးပေးလိုက်ရပါတယ်ကိုကအဲ့လိုအခြေအနေဆိုကြီးကိုရပ်တန့်လိုက်ပြီးတော့normal အတိုင်းလည်းပြန်စားရောကိုအရင်ချခဲ့တဲ့ပေါင်20က15ရက်20အတွင်းကိုပြန်ပြီးတော့တက်လာနိုင်ပါတယ်အဲ့လိုနဲ့ဝိတ်မချနိုင်ဘဲနဲ့တန်တရာလည်နေတဲ့ client တွေအများကြီးကိုကျွန်တော်တွေ့ဘူးခဲ့ပါတယ်အဲ့ client တွေအတွက်ကိုကျွန်တော်ကဒီ worldwide မှာရေဘူးရအဖြစ်အသက်အရွယ်လိုက်စားပေးတဲ့ကယ်လိုရီတွေကိုကျွန်တော်ဇယားလေးနဲ့ပြောပြပေးသွားမှာဒီဇယားလေးကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့2နှစ်အရွယ်3နှစ်အရွယ်ကလေးတယောက်တောင်မှသူ့ရဲ့ moderate active ဖြစ်တဲ့ lifestyle က1000နဲ့1500ကျလောက်ကျွန်တော်တို့စားပေးရပါတယ်ဆိုတော့ခမားကဝိတ်ချမဲ့ဖြစ်စဉ်မှာကယ်လိုရီ1500လောက်ပဲစားပြီးတော့2နှစ်အရွယ်3နှစ်အရွယ်ကလေးတယောက်စားရတဲ့ကယ်လိုရီလောက်ကိုစားပြီးတော့ဝိတ်ချနိုင်မယ်လို့မျှော်လင့်နေတာလားအဲ့လိုပဲမျှော်လင့်နေတယ်ဆိုလို့ရှိရင်တော့ခမားကဝိတ်ချတဲ့ဖြစ်စဉ်အမှားကြီးကိုလုပ်ပြီးတော့ကိုယ့်ကိုဒုက္ခပေးနေတာပဲဖြစ်ပါတယ်တကယ်လို့ခမားကအဲ့လိုလုပ်နေမိရဆိုလို့ရှိရင်ဆက်ရှင်းရပ်တန့်လိုက်ဖို့အကြံပြုလိုက်ပါရစေ